ပြန်တဲ့ခီလန်းလေးပါမြို့ကနေပြီးမှကျွန်းကိုပြန်တဲ့ခီးစီလေးပါရှင်ပင်လေရီလန်းဖြစ်ပါရှင်ကြပါအောင်ပင်လေရီပြပြလေးပါလာပါပြီးမှငြိမ်သက်တဲ့ပင်လေရီဖြစ်ပါရှင်passengers လေးပါရှင်တခြားပါဦးအရင်လေးအေးပါလေဆောင်းရသည့်လေးဖြစ်သည့်တွေကြောင့်လေးလေးဖြူဖြူတိုက်သည့်တွေကြောင့်အရင်ခိုက်တပောင်အေးပါလေsunrise view လေးကိုကြည့်ကြပါဦးရှင်အရင်ကလက်ပါပါတယ်ဖျားရဲ့ဖစီချစ်လေးရတဲ့အရင်ကိုလက်ပါပါရှင်ချစ်တဲ့ပလီဘီကြီးဒီစတော့ပါပဲအပြက်လန်းကြီးမှာလိုင်းလောင်းဝမရှိပါဘူးအထူးသဖြင့်ပေါ့နော်ဆောင်းရသည်မှာဆိုလို့ရှိရင်ရှစ်လီကြသည့်အတွက်ကြောင့်လိုင်းအရင်ကြည့်ပါတယ်ဒါပေမဲ့ဖျားရဲ့ဒီစတော့ကြောင့်ရှစ်လီလေးမကြဘူးလိုင်းလေးနည်းနည်းလေးမှမရှိပါဘူးကောင်းမိုးနဲ့တတရရနဲ့ညီညီတတပဲပြင်ခွေရခဲ့ပါတယ်ရှင်ကျူးမှုပြင်ရင်ဒီလိုလေးတွေနဲ့ပြန်ပါတယ်သူများတို့လို speed boat လေးမရှိပါဘူးဒီလိုလေးပါနော်ကောင်းပစ္စည်းတွေတဲ့တဲ့လေးပါပဲလူတွေလေးစီပါတယ်ဆိုတဲ့အကြောင်းပြောနေကြတာဖြစ်ပါတယ်ရှင်ကျွန်းကနေမှsorry မြို့ကနေကျွန်းပေါ်ကို3နာရီတိသွားပါတယ်လေကနေရင်တော့3နာရီကျော်4နာရီနေပါလောက်စီရပါတယ်ဒီလိုပါပဲကုန်းတပြားရေတပြားနဲ့အရင်ပြင်ရပါတယ်ဒါပေမဲ့ပြုံဖို့လည်းကောင်းပါရှင်ရာသီဥတုကတော့နော်အရင်တန်ရပါတယ်ရာသီဥတုအရင်တန်ရတာဒီ vlog လေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်